ညင်နက်တန်းကောင်ရန်အချင်းမြို့ပြင်ကလူသူကင်းဝေးရဲ့အစိုးရဆေးရုံဟောင်းဒီတစ်ခုရဲ့စင်ကြံလန်ဒ်ရှော့မှာခြေတံဖြို့လေးတွေပဲ့တင်ခတ်နေပါတယ်အဲ့ဒီဆေးရုံရဲ့တတိယဓာတ်ကအထူးကျက်မှတ်ဆောင်ဟောင်းဟာလွန်ခဲ့တဲ့10စုနှစ်တခုကလေးကပိတ်ထားခဲ့တာပါဒါပေမဲ့အောက်ထက်ကတာဝန်ကျနာပြုစုသူတွေဟာအဲ့ဒီအထက်ကနေဂဒင်တွန်းတဲ့အတန်နေခွဲစိတ်ခန်းသုံးပစ္စည်းတွေတိတ်မိတဲ့အတန်တွေကိုခဏကြားရလေရှိပါတယ်တညမှာတော့ဆေးရုံကိုအစ်စ်ရောက်လာတဲ့အလုတ်တင်ဆရာမွန်လီမင်းတယောက်လူနာမှတ်တမ်းတွဲတစ်ခုကိုမှားယူမိပြီးတတိယဓာတ်ကိုမတော်တဆရောက်သွားခဲ့ပါတယ်ဓာတ်လီကတကားပွင့်သွားတဲ့အချိန်မှာတော့အေးစိမ့်လာတဲ့လေထုကသူ့ကိုစီးကြိုနေတယ်စင်ကြံလိုင်းရဲ့အဆုံးမှာအလင်းရောင်မှိန်လေးလင်းနေတာကိုမြင်လိုက်ရတော့မင်းဟာတစုံတစ်ယောက်ရှိနေတဲ့အထင်နဲ့ရှောင်သွားမိတယ်အဲ့ဒီအခန်းထဲမှာအဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကြောပေးပြီးထိုင်နေတာကိုတွေ့လိုက်ရတယ်။အမဒီအထက်ကပိတ်ထားတာမဟုတ်လားခင်ဗျာ။အောက်ထက်ကိုဆင်းဖို့ကျွန်တော်ကူညီပေးရမလား။အမျိုးသမီးကပြန်မဖြေပဲခေါင်းကိုဖြည်းချင်းငွန့်ထားရကနေတိုလီပြောလိုက်တယ်။ဆရာကျမမျက်လုံးတွေကဘာလို့ဘာမှမမြင်ရတော့တာလဲဟင်။မင်းအနားကိုတိုးသွားပြီးသူမရဲ့ပခုံးကိုကင်လိုက်တဲ့အချိန်မှာတော့သူ့လက်တစ်ပြင်းလုံးရေခဲတုံးကိုကင်လိုက်တယ်လို့အေးဆက်သွားပါတယ်။အမျိုးသမီးကသူ့ဘက်ကိုဖြည်းချင်းလှည့်ကြည့်လာတဲ့အခါမှာတော့သူမရဲ့မျက်နှာမှာမျက်လုံးတွေမရှိတော့ပဲသွေးရည်ကြီးတွေစီးကျနေတဲ့အပေါင်နှက်ကြီးနှစ်ခုသာရှိနေပါတော့တယ်။မပြီးဆုံးသေးတော့ခွဲစိတ်မှုထိတ်လန့်သွားတဲ့နောက်ကိုစုပ်လိုက်တဲ့အချိန်မှာမင်းရဲ့နောက်ကျောဟာတကားတစ်ခုနဲ့သွားတိုက်မိပါတယ်။အဲ့ဒါဟာပိတ်ထားတဲ့ခွဲစိတ်ခန်းတကားပါရုတ်တရက်ခွဲစိတ်ခန်းထဲကမိချောင်းတွေတစ်ဖြက်နဲ့လင်းလာပြီးအတွင်းထဲမှာဆရာဝန်ဝတ်စုံဝတ်ထားတဲ့လူရိပ်3-4ခုကကဒန်တစ်ခုကိုဝိုင်းထားတာကိုမြင်လိုက်ရတယ်။သူတို့အားလုံးဟာမျက်နှာဖုံးတွေတက်ထားပေမဲ့သူတို့ရဲ့မျက်လုံးတွေကတော့အယောင်မရှိပဲဖြူဖက်ဖြူလျော်ထက်နေပါတယ်။သူတို့ကမင်းကိုဝိုင်းကြည့်လိုက်ပြီးတပြိုင်နက်တည်းပြောလိုက်တဲ့စကားကတော့လူနာတစ်ရောက်ပြီးခွဲစိတ်မှုစလို့ရပြီ။မင်းအကျဉ်းလှဲ့ပြေးပေမဲ့ခြေလန်းနေလေးလံနေပြီးစင်ကြံလန်းကစောင်းမဟုတ်တလို့ရှည်လျန်းနေပါတော့တယ်။နောက်ကနေကဒင်တွန်းတဲ့အတန်ဂျိန်းဆိုတဲ့အတန်ကတဖြည်းဖြည်းနီးကပ်လာပါတော့တယ်။နောက်ရမနက်ခင်းမှာတော့ဆေးရုံဝန်တန်းတွေဟာတတိယဓာတ်ကပိတ်ထားတဲ့ခွဲစိတ်ခန်းရှည်မှာလဲကျနေတဲ့မင်းကိုတွေ့ရှိခဲ့ကြပါတယ်။သူတတိပြန်ရလာတဲ့အချိန်မှာတော့သူကင်ထားတဲ့လူနာမှတ်တမ်းတွဲထဲမှာလွန်ခဲ့တဲ့10နှစ်ကအဲ့ဒီဆေးရုံမှာမျက်စိခွဲစိတ်ရင်ဆုံးပါသွားခဲ့တဲ့အမျိုးသမီးတယောက်ရဲ့ဓာတ်ပုံကိုတွေ့လိုက်ရပါတော့တယ်။အဲ့ဒီအချိန်ကစပြီးမင်းကဘယ်တော့မှညဘက်တာဝန်မကျရတော့ဘူးတတိယဓာတ်ကိုလည်းဘသူမှခြေဦးမလွယ်ကြတော့ပါဘူး။ဒီလိုဇလန်းလီကိုကြိုက်တယ်ဆိုရင်ဒီ channel လေးကို like and subscribe